ဗျာမိမိတာကျင်ရောက်မိမိကကကျင်တာကိုကဘာလုပ်ပေးရမလဲတော်မိမိဆိုင်တီးပေးရမှာမိမိကိုတီးပေးရမှာဆိုင်တီးရမှာမိမိကိုတီးရင်ထောင်ထဲသွားဆိုင်တီးမှာဆိုင်တီးပေးမှာလေတော်မိမိကိုဆိုင်တီးပေးနော်တီးပေးမယ်မိမိကိုဆိုင်မတောင်းတရားမတီးပေးနဲ့နော်ဆိုင်အောင်တောင်းတီးပေးတောင်းကောင်းတီးမှာပါအေးပါကောင်းတီးမှာဆိုင်အောင်တောင်းမတီးလို့ရတာမိမိကဟိုက်ဆိုင်ကြီးကိုတောင်းနဲ့ကယော်ပြီးဟိုညစ်ထဲရွတ်ကျင်မှာကြာဒီသွားချီးပေါ်မှာကြာသွားရေးတာပဲမလုံးနဲ့ကောင်းတီးပေးမှာနော်တောင်းတီးပေးနော်ကောင်းတီးပေးမှာအဲ့ဆိုမိမိတမယ်နော်တော်ဟိုကလေမတောင်းတယ်မိမိတတူအောင်မေးချင်ဟုတ်မိမိဘာမေးချင်တာမိမိလေမတိလို့ပါမိမိလေမိမိဒီလိုမျိုးချင်းကြားနော်ချင်းကြားဆိုတာနွားကြွေးတဲ့ဟာစဉ်းစားတာမိမိဘာစဉ်းစားတာတော့မိမိချင်းကြားနေရငါချားတယ်ငါ့ကိုတိလားငါနဲ့ကြွေးတာတိတာဘာဟဲ့မှာတော့ငါနဲ့စားတာအဲ့ငါကိုလေမိမိကလေအထီးနဲ့အမနဲ့မိမိမထွဲတတ်ဘူးချစ်နေရငါ့ကိုအထီးနဲ့အမမခွဲတတ်ဘူးအထီးနဲ့အမမိမိမထွဲတတ်တော်ထွဲတတ်လားယင်လွယ်လေးပါကိုခွဲပြမယ်ဟိုဈေးသွားရင်9တကောင်ဝယ်ခဲ့ဝယ်တယ်နော်9တကောင်ဝယ်ခဲ့အိမ်ရောက်ရင်ဖိုက်ခွဲကြည့်လိုက်တော့ဥပါရင်အမဥမပါရင်အထီးဥပါရင်အမဥမပါရင်အထီးဆိုမိမိရဲ့အဲ့ဟာပဲချင်းချောရယူအေးလေဥပါရင်အမဥမပါရင်အထီးဆိုတော်ကြတော့အထီးချစ်ပြီးတော့ဘာလို့ဥပါနေရဟုတ်ဘူးလေအဲ့လိုမဟုတ်ဘူးလေတော်ကဘာမှမသိပဲလေရှောက်ကြောက်ကြောကြနေရဘာမှငါရှင်မလုံးပါဘူးဘာမှမသိဒီလိုထိုင်မှာမျက်စိမပါတဲ့ရတဲ့အောက်ကြီးကပေါ်ရိုးပါဟုတ်မှာတီးတဲ့လေတွန်းအောင်လို့လက်ထားအမေကပြောတယ်ပစ္စည်းဆိုတာပြအယောင်ဆိုလို့အဲ့ဆိုကြာရောက်တော့ပစ္စည်းချောင်းကောင်းတာကြောက်ကောင်းတလုံးကပိန်းနေလို့ရောင်းမထွက်ပါဘူးပစ္စည်းက quality ညံ့နေအောင်နည်းနည်းကောင်းရင်ဝယ်တယ်မဟုတ်လက်ဆောင်ပတ်တော့မဝယ်ဘူးဟေးဟိုကလေနောက်ကတော်ကလေဘာမှလည်းပြောတတ်ဘူးမိမိကလေတိကျင်တာမေးရဟာဖြေတတ်တယ်ဆိုဘာမှလည်းဖြေတတ်မိမိကငါ့ကိုအထီးနဲ့မနဲ့မိမိထွဲချင်တာအဲ့ဒါဘယ်လိုထွဲရမှာလဲသွားမင်းတစ်ဖွဲလုံးအဲ့ကောင်သာမတက်ဆုံးပဲဘာမှလည်းမကြောတတ်ဘူးဇော်မင်းဆိုင်ဖွယ်တစ်ဖွဲလုံးပေါင်းလို့ကို9တန်းမပြည့်ဘူးငါတို့မေအဲ့ကြောင့်ငါချားတယ်ငါတိလားငါ့ကိုအထီးနဲ့မနဲ့အဲ့မိမိကထွဲချင်တာမတိကိုငါဝယ်ခဲ့အိမ်ရသမီးငါဝယ်လိုက်ဝယ်ပြီးအဲ့ဒီငါကိုဖိုက်ခွဲလိုက်ခွဲရပြီခွဲပြီးဖိုက်ကိုဖျဲကြည့်အဲ့ဒီမှာဥပိုင်အမဥမပိုင်အချီအဲ့ဒါပဲဘာမလို့အဲ့ကြော်မိမိရဲ့အဲ့ကြောင့်မိမိချင်းချာခဏချင်းချာမိမိချင်းချာညာလေအဲ့ကြောင့်ထွဲလိုက်လို့ဥပိုင်အမဥမပိုင်အထီးဆိုတော့ကဲအဲ့ကြောင့်မိမိကြတော့အမအိဖြစ်ပြီးဘာလို့ဥမပိုင်အောင်ကဲကြောင်းမိမိရဲ့အဲ့ကြောင့်ဥရိုချင်တာဥမဲလက်ကားရလိုက်မယ်အမလေး35သိန်းတော့မရောင်းဘူးအမေလက်ကားလာတောင်းတယ်အမလေးဒီရွယ်ဒီရောက်ဘလို့ပြုစုခဲ့ရတယ်နင်မသိဘူးမလားသူကဖြစ်တရက်မှရေလာမလောင်မနဲ့အမေဒါလူချင်းတယ်ဒီရွယ်ဒီရောက်ဆောင်းချောက်ခဲ့ရတယ်ဘလို့ကိုလည်းမတူကဲမိမိလေးမမသာနေပါမိမိရဲ့နော်လေးမမနေသူ့ကသမီးကဘောမသမီးလေးလိမမနေနော်လိမမာရင်သမီးအတွက်2ဦးရမယ်မလိမမာရင်သမီးဥတွေအများကြီးရမှာအဲ့ဥတွေကိုသမီးဒီလိုဆော့လို့ရတယ်အဲ့ဆိုမိမိဒီနေ့ရရှာပြီးမလိမမအောင်နေတော့မယ်ဟုတ်ပြီဥတွေအများကြီးနဲ့ဖန်ကိုယ်လုံးထုမယ်ဘုန်းကြီးကျောင်းသားတွေလည်းသမင်း300ကြွပါတဲ့မိမိအဲ့တချင်းရောက်ပါဦးဆိုမမရဘူးတဲ့ဖေဟာမဟုတ်ဘူးသမင်းသားခေါ်တာသူတို့လည်းဥတွေသူ့နဲ့သူလေသမင်းသားဥမှာအဲ့ဆိုမိမိတားရမယ်တော်ဆိုင်ကြီး